Hello အားလုံးမင်္ဂလာပါကျွန်တော်ခနေ့ကျွန်တော်ကင်မရာတစ်လုံးစမ်းဝယ်ထားတာအဲဒီကင်မရာကိုကျွန်တော် unboxing ပြကျွန်တော်ရှိလို့ရောက်လာဒါမဲ့ကျွန်တော် delivery သမားရှိရနေပြီးတော့ဖောက်တော့စစ်ထားတယ်ဒါမဲ့ကျွန်တော်ပြန်ဖောက်တယ်ဖြစ်ပါတယ်ဒါကတော့ဒီတော့ဘာကင်မရာလဲဆိုတော့ဒါလေးကိုရေးပြကိုကဒီကောင်ကသူ့ရဲ့ဘတ်ပေါ့သူ့ရဲ့လွယ်အိတ်ကကျွန်တော် discount ရတော့မလို့ဝယ်လိုက်တာဒီလွယ်အိတ်ကြီးပဲတတ်ဝယ်မယ်ဆိုလို့ရှိရင်600ကျော်လောက်ရှိတယ်လွယ်အိတ်ဒီထဲကတော့ကျွန်တော်မိုက်ရတယ်ရှည်လုံးအိတ်ဆိုတော့ဒီမှာခြေထည့်လို့ရတယ်အဲ့ဒါပါမယ်နောက်ပြီးတော့လက်ဆောင်ကကျွန်တော်က promotion နဲ့ဝယ်လိုက်တာဆိုတော့ဒီကောင်ကဒီ Osmo အဲ့ဒီလုံးရလောက်ရမယ်နောက်ပြီးတော့ဒီဥစ္စာ lamp protector lamp protector lamp protector ဒါလည်း DJI ကနေပြီးတော့ထွက်တာ accessory ပဲlamp protector အဲ့ဒါပြီးတော့နောက်ပြီးဆုံး main guide ဟောက်ပြပါ main guide ဟောပါဒီဥစ္စာ DJI ရဲ့ Osmo Action Osmo P60 ပေါ့ 4K ဆိုလို့ရှိရင်120 frame per second ရမယ်တဲ့ဘေးတစ်လုံးကို120မိနစ်ထိရိုက်လို့ရတယ်ပေါ့ဒီကောင်ဖြစ်ပါတယ်ဒီစာမှာတော့ acceleration Osmo Action 360 Osmo 360ဒါတော့ main guide ပေါ့ main guide ဆိုတော့ဒီမှာပါမိုက်ပါနောက် charging key ပါမယ် charging key ဒီကတော့ကင်မရာထည့်ဖို့အဲ့ကင်မရာထည့်ဖို့ Osmo ဒါတော့ Osmo ထည့်ဖို့အဲ့ Osmo ထည့်ဒီမှာ charging ကြိုးပါမယ်နောက်ပြီးတော့ဒီ adapter အဲ့ service stick ရဲ့ adapter ပါမယ်နောက်ပြီးတော့ဒီဟာစာလမ်းတုပ်တဲ့အဝတ်စာလေးပါမယ်ဒါတော့လမ်းကြားပုံဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့စုံသွားတယ်အဲ့လိုမျိုးတော့ standard ကတော့တိတ်လို့မစုံဘူးဒီကောင်တော့ charging case ဘယ်ဒီ3လုံးပါမယ်ဘယ်ဒီတစ်လုံးကို1950 mAh အထိပါမယ်ဘယ်ဒီတစ်လုံးကိုလည်းပြီးတော့ဝါတိရိုက်လို့ရမယ်အားပြည့်သွင်းထားလို့ချင်း120မိနစ်ထိရိုက်လို့ရမယ်ဘယ်ဒီတစ်လုံးဒါမိုက်ပါတယ်တော်တော်လေးလေးထားကြပါတယ် DJI ဆိုတဲ့အတွက်ကြောင့်ဘာမှပြောနေစရာမလိုပါဘူးနောက်တစ်ခုဒီမှာဒီကောင်ကလည်း lamp cover ပေါ့ဒီကောင်ကပုံးမှာဆိုလို့ဆီလီကွန် cover လေးသူကလက်ဆောင်ပါတယ်ဒီကောင်လေးကိုဒီလိုမျိုးလေးဒီဥစ္စာလေးတွေကိုဒီ DJI ဒီဥစ္စာလေးဖြဲပြီးတော့ဆော့လိုက်အောင်Osmoဒီမှာနောက်တစ်ခုပြန်လေးနောက်တစ်ခုကဒီမှာ service stick ဒီစပစ်ကဒီကောင်ကဘယ်လောက်မီတာထိဆွဲလို့ရလဲဆိုသူရဲ့ service stick က1.2 မီတာထိ
တော်ရှိပါတယ်စပီစတစ်ကောင်းပါတော်တော်ကောင်းပါတယ်ကာဗွန်နဲ့ဥစ္စာကြီးဆိုရင်တော့တို့ပုံမိုက်တယ်ဒီကောင်ကတော့ Osmo နောက်ပါပြဖို့ဟောအတာပဒါပြမယ်ဒီမှာဝင်မယ်ဆိုရင်အဲ့ဒီအတာပဒါဘယ်လောက်ရှိလဲဘာလောက်ရှိဟောအဆုံးမပြောဒီအတာပဒါဒီမှာဝင်မယ်ဆိုဒီကောင်900လောက်ရှိဒီဒါပဒါ360နော်အိုးတော်တော်လေးမိုက်ဆုံးလာဒီအရှင်ဒီမှာဒီကိုနတ်နဲ့မဆွဲဘူးဆိုလို့ချင်းမက်ကန်နက်ဗျာတော်တော်လေးအိုးတော်တော်မိုက်ဒီခေါင်းနေဒီကောင်ကောင်းရတယ်360နော်လမ်းသွားမလီလမ်းသွားရင်ဒီလိုမျိုးရိုက်ရှင်တာဒါမှမဟုတ်ရင်ဒီအတဲ့ပဲရိုက်ရှင်တာဘယ်လိုအန်ကယ်မျိုးကိုရိုက်ရှင်တာရိုက်လို့ရတယ်ဗျဒီလိုမျိုးတော့အထားချက်ကြဟုတ်ပဲညောင်ပုံးလေးရတာဖြစ်နေပါတယ်စင်းလေးဖြစ်နေပါပြီ ready ဖြစ်နေပါပြီဗျာဒါပါပဲဒါ unboxing ပါနောက်မှကျွန်တော် video ထပ်ပြီးတော့ပြောပြပေးပါမယ်ကျွန်တော်လုံးဝ user experience လုံးဝသိချာပြောပြပေးပါမယ် bye bye